တန်းစင်ကိုစောက်သုံးမကြတဲ့အကောင်လို့တဲပြောလိုက်တဲ့ဂျော့ရှူဝါဘန်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်တန်းစင်ကတော့ဝမ်းမှာထိုးနေတဲ့မြန်မာဖိုက်တာတွေထဲမှာပရိသတ်တွေစိတ်ပြည့်ရဆုံးဖိုက်တာလို့ပြောလို့ရပါတယ်သူဟာဝမ်းမှာ6ပွဲထိုးထားပြီးနှစ်ပွဲသာအနိုင်ရက4တောင်ရှုံးထားပါတယ်တန်းစင်ဟာပွဲထဲမှာအသုံးမကျတဲ့အပြင်ပြိုင်ဘက်တွေကိုလည်းရှာထုတ်ပြလိုက်မျက်ခွက်ပြောင်လိုက်လုပ်တတ်ပါတယ်တန်းစင်ဟာလက်ရှိမှာအသက်22နှစ်ပဲရှိသေးပါတယ်တစ်ဖက်မှာဂျော့ရှူဝါဘန်ကလည်းသူနဲ့အသက်မတိမ်မယိမ်းပါပဲတန်းစင်ကဝမ်းမှာကြောင်ပြောက်နေချိန်ဘန်က UFC မှာချန်ပီယံဖြစ်နေပါပြီတန်းစင်ဟာဝမ်းပွဲဥထွက်မှာမြန်မာတွေအရန်အားပေးခဲ့တဲ့ဖိုက်တာဖြစ်ပါတယ်နောက်ပိုင်းမှာတော့စင်ပေါ်မှာအမြဲအိတ်နေတာကြောင့်ပရိသတ်ဝန်းရံမှုမရှိတော့ပါဘူးမကြသေးခင်ကချန်ပီယံဘန်ကတော့တန်းစင်ဟာလိုအပ်ချက်တွေရှိနေကြောင်းအခုလိုပြောဆိုသွားပါတယ်တန်းစင်ကပြိုင်ဘက်ကိုအမြဲရှော့တွက်တယ်အဲ့တော့သူကဒီလိုရှုံးနေတာပေါ့ပွဲထဲမှာရှာထုတ်ပြတာယုံစရာကောင်းတယ်ချန်ပီယံဖြစ်ချင်ရင်ထိုင်းမှာသွားလေ့ကျင့်ပါဒါမှအဆင်ပြေမှာပါဒီပုံစံအတိုင်းဆိုတန်းစင်ကလုံးဝအသုံးကျလာမှာမဟုတ်ပါဘူးလို့ဘန်ကပြောသွားပါတယ်ဘန်ကတော့ချန်ပီယံပြီးတန်းစင်ရဲ့အမှားတွေကိုထောက်ပြသွားပါတယ်တန်းစင်တယောက်ဘလို့ပြင်ဆင်ပြီးနောက်ပွဲထိုးမလဲကြည့်ရမှာပါအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်